ကမ္ဘာစီချိုယောဂနေ့ဖြစ်သောနိုဝင်ဘာလ14ရက်နေ့အထိမ်းအမှတ်အဖြစ်စီချိုယောဂဝေဒနာရှင်များထံအတိတ်ဘပြည့်ဝသောလက်ဆောင်များကိုတိုက်ရိုက်ပေးအပ်ရန်ပရာဟိတိလှုပ်ရှားမှုတရားကိုကျင်းပပြုလုပ်ခဲ့ပါသည်ရည်ကြည်တဲ့ထောထောင်ဖြစ်နိုတင်းကိုထီနိုမြင်းနေနုံမစာဤလက်ဆောင်ပေးစီနီးနဲ့တစော့ထွေးစီကျော်ကြောင့်ဖူနေအခါစေယုံဘင်းနဲ့အထွေယောဂတီနဲ့အခုတခုရှိမတီနဲ့ရေးစေဖြုတ်ထွေတဲ့ယောဟေဇိုကျောင်းစောဤတင်ကြဤဒင်ခါတစားတဲ့နေတီနိုမီနေတီတီနိုမှာကရစေတိုးတော်လဲချင်းငိုလိုမိခိများလဲရောင်ဖို့တော့စုံရှဖို့ကိုနေတက်တီအရောခေါမမီတက်တီတာနေနဲ့အခါဒီနေ့ဆိုင်ရာတင်းနေဖို့ဖွေးစီနေကတော့တစောတိထဆောတီရဲ့ဖြစ်စေခဲ့ပါသည်ရဘစ်အမတ်တန်စိတ်သည်စီချိုယောဂဝေဒနာရှင်များနဲ့အမြဲလက်တွဲရက်တီက၎င်းတို့အားယောဂကြောင့်ဖြစ်ပေါ်လာသောနာကျင်မှုများနဲ့အခက်အခဲများကိုကြော်ဖြတ်နိုင်ရန်အားပေးကူညီတော်မူဟုအမြဲကတိပြုထားပြီးလူတိုင်းအတွက်ပုံမကောင်းမွန်၍ကျမ်းမာသောဖာဝကိုဖန်တီးပေးနိုင်ရန်မျှော်လင့်ထားပါသည် Diabist Plus New Zealand မှလာသောသွေးတွင်းသကြားဓာတ်တည်ငြိမ်စေသည့်အာဟာရဖြည့်ရှင်းချက်